မင်္ဂလာပါခင်ဗျာဒီတစ်ခေါက်ကျွန်တော်သင်ကြားပေးမယ့်အကြောင်းလေးကတော့ကျွန်တော်တို့ AliExpress ဆိုတဲ့တရုတ်ပြည်ရဲ့online shop application ကနေကျွန်တော်တို့ပစ္စည်းမှာမဲ့နီးပေါ့နော်ကိုယ်တိုင်အဝယ်တော့မလိုဘဲနဲ့ဓာတ်ရိုက်မှာမဲ့နီးပေါ့ကိုသုံးနေတဲ့ဟာမှာလည်းရတယ်ပြန်ရောင်းနေတဲ့ဟာမှာလည်းရပါတယ်ဒါပေမဲ့ပစ္စည်းရောက်လာတဲ့အခါစာရိုက်ကနေတစ်စင်ကိုယ့်ရဲ့အိမ်ရောက်ပို့ပြီးမှဖြစ်ပါတယ်ကျွန်တော်တို့အရင်ဆုံးဒီ application လေးကို AliExpress ဆိုတဲ့ application လေးကို download ဆွဲထားပါမယ် AliExpress ဟဲ့ဝင်ပါမယ်ဟုတ်ပြီ okay ပြီကျွန်တော်တို့ရဲရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘာလုပ်မလဲဒီထိတ်လေးမှာကျွန်တော်တို့ရှာမဲ့ committee ကိုရိုက်ထည့်မယ်တကယ်လို့မှာ category တွေပါလည်းရှိတယ် category တွေပါတွေကနေရှာနေတယ်ဆိုလို့ရှိရင်အဲ့မှာအများကြီးရှိတယ်ကျွန်တော်ရှာလို့ရတာဒီမှာအများကြီးပဲယောက်ျားလေးပစ္စည်းလားမိန်းကလေးပစ္စည်းလားဒီမှာကိုကြိုက်တာရှာလို့ရအလားအကုန်လားကွန်ပျူတာနဲ့ပတ်သက်တာလားကင်မရာနဲ့ပတ်သက်တာလား electronic လား furniture လားအများကြီးရှိတယ် okay ကျွန်တော်ကဒီကနေကျွန်တော်ရှာမဲ့ဟာကကတ်ဟိုတာပေါ့ဟိုဗီဇာကတ်တွေမာစတာကတ်တွေကိုတင်ထားလို့ရမယ်ဟိုပစ္စည်းလေးပေါ့ကျွန်တော်အဲ့ဒါလေးကိုမှာမယ်โอเคကျွန်တော်ကြိုက်တာရွေးလိုက်အောင်ဟုတ်ပြီကျွန်တော်ဒီဟာလေးသဘောကျတယ်ကြည့်လိုက်မယ်ဈေးရလည်းမစိုး discount ရှိရင်ပုံမှန်ရောင်းဈေးကဒီမှာပြထားတာ US 2.07 ဒေါ်လာအခုကျွန်တော်ကအခုမှစသုံးတဲ့ဒီ application ခုမှစသုံးတဲ့လူဖြစ်တဲ့အတွက်ကြောင့်မလို့ 0.01 နဲ့ discount ရမယ်ပေါ့နော် okay ကျွန်တော်ချက်ကြည့်မယ်ဒီဘေးလေးကိုပို့ဆွဲလိုက်ရင်ရတယ် okay ကျွန်တော်အနီရောင်လေးယူမယ်ဗျာအနီရောင်လေးယူမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဘယ်လိုဝယ်မလဲဆိုတော့ဒီမှာအောက်ကိုဆွဲလိုက်လို့ရှိရင်ဒီမှာအခုမှကျွန်တော်စသုံးတာဖြစ်တဲ့အတွက် new user coupon နဲ့ discount $2ရှိမယ်ကတ်နောက်နှိပ်လိုက် okay you just correct coupon ဆိုပြီးတက်လာတယ်အဲဆိုလို့ရှိရင်တော့ okay ပါပြီကူပွန်နဲ့ဝယ်လို့ရပြီပေါ့နော်ဟုတ်ပြီဗျအဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာမလုပ်မလဲဆိုတော့ဒီမှာ add to chat ကိုနှိပ်မယ်အဲ့ဒါဈေးချင်းတောင်းနဲ့ထည့်တာပေါ့နော်ဈေးချင်းတောင်းနဲ့ထည့်တာ add to chat ကိုနှိပ်မယ်အောင်ပါကျွန်တော်ရွေးမဲ့ဟာဒီအနီရောင်လေးဖြစ်တယ်အနီရောင်လေးကိုတစ်ချက်နှိပ်မယ်ပြီးမှနှစ်ခုယူမှလည်းပေါ့အရေးအတွက်ကိုလိုတော့ယူလို့ရတယ်ဒါပေမဲ့ကျွန်တော်တစ်ခုပဲယူမှဖြစ်တဲ့အတွက်1ပဲယူထားရင်ဟုတ်ပြီသူ့မှာကြံသေးတာမှာ800 available တဲ့ one and more customer တဲ့ဟိုကစတမာတယောက်အနေနဲ့ဝယ်လို့ရတယ်အရေးအတွက်အခုရှေ့ကကျန်သေးတယ်3ခုဝယ်လို့ရှိရင် 1% discount ထပ်ပေးမယ်ဟုတ်ပြီဒီမှာသူကပိုးမှာရ30နဲ့50ကြာမယ်အဲ့လောက်ကြားထဲမှာပေါ့ရောက်မှာပေါ့နော်โอเคကျွန်တော်ကစောင့်နိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ continue နှိပ်မယ်โอเคဒီမှာချင်းနဲ့ရောက်သွားပြီဒီမှာဒီအပေါ်လေးမှာအပေါ်သုံးမှာချင်းတောင်းလေး1ဆိုပြီးရေးထားတယ်အဲ့ချင်းတောင်းလေးကိုနှိပ်ကြည့်လိုက်မယ်အဲဒီမှာကျွန်တော်ဝယ်ထားတဲ့ဟာလေးတက်လာဝယ်ထားတာမဟုတ်ဘောเนาะကျွန်တော်ချင်းတောင်းလေးထည့်ထားတာမရှင်းရသေးဘူးတကယ်လို့ဒီအကွက်လေးကိုအမှန်ချစ်ပေးလိုက်ပြီးတော့ဒီဘောအမိုက်ပုံးလေးနှိမ့်လိုက်လို့ရှိရင်ကျွန်တော်ဝယ်မဲ့ဟာဒီပြတ်သွားလိမ့်မယ်ဝယ်ပြတဲ့အဆင်မရောက်ဘောเนาะโอเคဝယ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီဟာလေးအမှန်ချစ်ပေးမယ်ပြီးလို့ရှိရင်အောက်မှာရှိရယ် check out ဆိုတာရှိရယ် check out ကိုနှိမ့်မယ်ချက်ကောက်မနဲ့ခင်ကျွန်တော်ပြမယ်ဒီအဲ့ဒီမှာ shipping ဆိုတာ 1.72 ဆိုတာရှိတယ်ကျွန်တော်ရဲ့ ကုန်ပစ္စည်းရဲ့တန်ဖိုး discount ရထားတဲ့အတွက် 0.01 တန်ဖိုးကျတယ် shipping ကဒီ 1.72 ဆိုတော့2000ကျော်လောက်ပေါ့နော်မြန်မာပြည်ရောက်ကို2000ကျော်ကျွန်တော်ရဲ့ကုန်ပစ္စည်းကဂျာကန်နဲ့လောက်ပဲတန်ကျွန်တော်လက်ထဲအရောက်2000ကျော်3000လောက်နဲ့ရမယ်ဆိုတော့အရန်ကိုမိုက်သွားတာပေါ့နော် okay ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်မှန်ကြည့်လိုက်ချင်းမယ်ပြီးရင်အောက်မှာချက်ကောက်ကိုနှိပ်မယ်ဟုတ်ပြီဒီမှာဘာလုပ်ရမလဲဆိုတော့ add a new address တော့နှိပ်မယ်ဒီမှာ contact name ကျွန်တော်နာမည်အရင်မရေးလိုက်မယ်ဗျာတင်ကျော်လင်းပေါ့ပြီးရင်ဒီမှာ +95 ကျွန်တော်မြန်မာနိုင်ငံဖုန်းเนาะ +959 ကျွန်တော်ဖုန်းနံပါတ်ထည့်မယ်ဗျာ08499034 okay ပြီဗျာပြီးရင်ဒါကျွန်တော်လိပ်စာထည့်ထားလို့ရတယ်အသေးသေးထည့်ထားလို့ရတယ် okay ကျွန်တော်အိမ်လိပ်စာတိကျထည့်မယ်ဆိုတော့ building 4 room 5 ground floor
ရှမ်းကောပြီးရင်ကျွန်တော်တို့မှာမြို့ရွေးမယ် United States ဆိုတဲ့နေရာလုံးနှိမ့်လိုက်မယ်ကျွန်တော်နေတာမြန်မာဖြစ်တဲ့အတွက်မြန်မာကိုရွေးမယ်ပေါ့နော်ဒီမှာအခရာစင်လိုက်ရှိရဲကျွန်တော် M ရှိနေအောင်သွားမယ်မြန်မာဆိုတာရှိမြန်မာကိုရွေးလိုက်ပြီ Okay ဟုတ်ပြီဒီမှာ state ရှမ်းကုန်ပေါ့နော်ရှမ်းကုန် postal code ဆိုတာကကျွန်တော်တို့အနေနဲ့ကကျွန်တော်တို့နေတဲ့မြို့ရဲ့ဘယ်စာရိုက်ကုတ်နာမည်လဲပေါ့နော်အဲ့ဒါကြတော့စာရိုက်ကိုမေးလိုက်ရတယ်တကယ်လို့ online မှာရှာချင်တယ်ဆိုရှင်ကိုယ့်ရဲ့မြို့နာမည်ကိုအင်္ဂလိပ်လိုရိုက်ပြီးလို့ရှိရင် postal code ဆိုပြီးဒါမှမဟုတ် zip code ဆိုပြီးရိုက်လိုက်ရတယ်ကျွန်တော်ကတော့အလွတ်ရနေပြီကျွန်တော်စာရိုက်သွားပို့နေကြဆိုကျွန်တော်ကတော့အဲ့ zip code ကိုအလွတ်ရနေပြီဘာဖြစ်လို့လုပ်ရလဲဆိုတော့ကျွန်တော်စာရိုက်ခဏခဏသွားပို့တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ကမာရုပ်စာရိုက်ဒီ11041ဖြစ်ပါတယ်11041 okay အဲ့ဆိုလို့ရှိရင်ဒီမှာပို့မဲ့လိပ်စာအမှန်ချစ်ပေးလိုက်မယ် okay ပြီပြီးရင် save as default name ဟုတ်ပြီဒီမှာကျွန်တော်အကုန်ဖြည့်ပြီးသွားပြီအမအင်္ဂလိပ်စာတွေရောဗာရောညာရောဟုတ်ပြီဒီမှာ payment method ကိုရွှေ့မယ် select payment method တဲ့ကျွန်တော်တို့ဗာနဲ့ငွေချေမလဲပေါ့ကျွန်တော်မြန်မာနိုင်ငံကနေလမ်းငွေချေလို့ရတာ Visa Card Master Card ရှိမယ်ကျွန်တော်အဲ့ဒါကြောင့်မို့ဒီဘောဟာလေးကိုရွှေ့လိုက်တယ်ဟုတ်ပြီဒီမှာတော့ကျွန်တော်ရဲ့ card number ရိုက်မယ်ပေါ့နော်ကျွန်တော်ရဲ့ privacy ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီနေရာလေးကိုနည်းနည်းလေးဝါထားပြရစီနော်ကဲအကုန်လုံးဖြည့်ပြီးဆိုရင်တော့ဒန်းအောင်နှိပ်လိုက်မယ်โอเคဒီမှာကတ်ဖြည့်ပြီးသွားပြီပေါ့နော်ကတ်ဖြည့်ပြီးသွားပြီဆိုတော့အဲ့ကတ်ထဲကနေငွေဖြတ်မယ်โอเคစုစုပေါင်းဒီမှာသူဘလောက်ဖြတ်မယ်ဆိုတော့ပြထားတယ်ကျွန်တော်မှာ discount ရထားတယ် shipping fee က 0.37 ဖြစ်သွားတယ်အားလုံးကကျွန်တော်ရှင်းရမှာဒီရှင်းရမယ့်ငွေပမာဏဒီ 0.38 ပေါ့ 0.38 ဆိုတာဘယ်လောက်လဲဆိုတော့ကျွန်တော်တွက်ကြည့်ရအောင်နော်မြန်မာငွေ1400နဲ့ပဲတွက်ပါ0.338မြောက်ကျွန်တော်ဒီဟောပေါ့ total ကုန်ကျစရိတ် 0.38 ကိုတွက်လိုက်တဲ့အခါမှာမြန်မာငွေ900ကျော်ပဲကျပါတယ်။ Okay ကျွန်တော်သဘောကျတယ်။ပြပကနေမှာပြီးဒီလောက်ဈေးနဲ့ဒီကုန်ပစ္စည်းမျိုးရမယ်ဆိုတာကတော့ကျွန်တော်အရင်ပြောရတယ်။စိတ်ချမ်းသာတယ်။ဒါပေမဲ့ကိုယ့်လက်ထဲပစ္စည်းရောက်လာရင်တော့ဘယ်လိုမျိုးဖြစ်မလဲတော့အဲ့ဒါကိုတော့ပစ္စည်းရောက်မှကျွန်တော်တစ်ချက်ပြန်ပြပေးပါမယ်။ကျွန်တော် confirm လုပ်ပါတော့မယ်။ pay now ကိုနှိပ်လိုက်မယ်။နှိပ်လိုက်ပါပြီ။ဟုတ်ပြီအမ payment processing လုပ်နေခဏလေးစောင့်မယ်အမ payment successful အောင်မြင်သွားပါပြီကျွန်တော်ရဲ့ order ဒီပြီးဆုံးသွားပါပြီဒီမှာ check my order ဆိုပြီးပြန်ကြည့်လို့ရပါတယ် check my order ကျွန်တော်တို့ဒီမှာဝယ်ထားတဲ့ဟာကိုပြန်ကြည့်ပစ္စည်းအများကြီးဝယ်ထားတယ်ဆိုလို့ရှင်တော့ကိုယ့်ရဲ့ကုန်ပစ္စည်းအများကြီးကြည့်လို့ရတယ်ဒီမှာကြည့်လိုက်ဘယ်နေ့ပဲရက်ပဲချင်းမှားတာလဲပေါ့ order ID ပေါ့တကယ်လို့အခုကျွန်တော်က24နာရီအတွင်းမှာဒီပစ္စည်းကိုလိုချင်တော့ဆိုလို့ရှိရင်ဒီမှာ cancel order နှိပ်လို့ရတယ်ဘာမှမဖြစ်ဘူးကျွန်တော်တော့ confirm ဖြစ်တဲ့ကြောင့်မလို့မနှိပ်တော့တခြားပစ္စည်းလိုချင်တယ်ဆိုလည်းအဲ့လိုဒီနဲ့မှားလို့ရပါတယ်ချင်းလေးထဲမှာထည့်ထားတာဖြတ်ချင်လည်းရတယ်ထည့်ထားချင်လည်းရတယ်โอเคမှာပြီးသွားပြီဖြစ်တဲ့ကြောင့်မလို့ကျွန်တော်မကြခင်မှာကျွန်တော်လက်ထဲရောက်လာပါတော့မယ်ရောက်လာလို့ရှိရင်တော့ကျန်တဲ့နားတွေကိုကျွန်တော်ပြန်လဲပြပေးမှာဖြစ်ပါတယ်โอเคအခုဆိုရင်ဘာအဝယ်တော့ဘာမှမလိုဘဲနဲ့ဓာတ်ရိုက်မှာတဲ့နေ့လေးကိုတိလောက်ပြီးလို့ထင်ပါတယ်ကိုယ့်အကိုစူးစမ်းပြီးလုပ်ကြည့်ပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ